တငယ်ချင်းလေးပါပဲအပိုင်းတဲ့မနေ့တောင်ရောက်လာပြီပဲကဲငါဒီနေ့ငါညမလေးကိုចောင်းသားပို့ရမယ်ဆိုတော့နဲပြည်စီလိုက်ပါအောင်မယ်ရေချိုးစရာရှိရလေရေချိုးမယ်ကဲရေချိုးလိုက်ပါအောင်မယ်ဟဲ့မနေ့ကတော်တော်ချမ်းနေဆိုတော့ရေဘူးလေးပဲထည့်လိုက်ပါမယ်ထည့်ပြီးဆိုတော့ငါရေချိုးလိုက်ပါအောင်မယ်ကဲဒီချိုးလို့လည်းပြီးပြီဆိုတော့အမေငါအိတ်တောင်ပြုတ်နေပြီဒီချိုးလို့လည်းပြီးပြီဆိုတော့အင်းကြီးလဲမယ်အလုံးလဲသွားအောင်မယ်ဆိုတော့အလုံးအင်းကြီးလေးပဲလဲလိုက်ပါတော့မယ်ပြင်စီလို့လည်းပြီးပြီဆိုတော့ငါခွေးလေးကိုပို့ခဲ့အောင်ပါပဲလာတိုးမူရေမမပြင်ပေးမယ်လောက်တိုးမူရေမမတို့သွားကြမယ်အောက်မှာလေးဟင်းလေးပါလေးသွားချက်ချမယ်ညီမလေးတို့အဲ့နာလေးမှာထိုင်နေနော်မမမီးဘူးလေးမောင်မီးလေးနှွေးပေးခဲ့မယ်ရထိုင်နေနော်အေးစိထိုင်နေဒီပြီးဖွင့်ပေးခဲ့မယ်လာတိုးမူလေးလည်းမနဲ့ဆဆာမယ်ငါညီမလေးလည်းမနဲ့ဆဆာဖို့အတွက်ငါပြင်ဆင်လိုက်ပါဦးမယ်ထမင်းကြိုက်လေးပြင်ဆင်ရမယ်ထမင်းကြိုက်ပြောက်သွားဒီငါပဲထမင်းကြိုက်လေးကိုတခြားပြင်ဆင်လိုက်မယ်သူမနဲ့အေးတောက်ဖို့ရဲ့ပြီးထမင်းကြိုက်ရဲ့ပြီးသွားပြီဟိုကောင်မလေးကတော့စင်းမလာသေးဘူးလားမသိဘူးပြီးတော့မနဲ့စာပြင်ဆင်မယ်ငါတော့မစားတော့ပါဘူးကြာဟိုကျမှစားလိုက်တော့မယ်ကဲအကောပြင်ဆင်ပြီးပြီဆိုတော့ငါညမလေးကိုနှိုးလိုက်ပါအောင်မယ်ညီမလေးရေចောင်းသွားမယ်လေထားတော့ညီမလေးရေမမရေထားပါပြီမမရဲ့ကဲငါလည်းရေတော့ချိုးလိုက်ပါအောင်မယ်ကဲရေလေးပါလေးချိုးဖို့ရေတူးလေးထည့်လိုက်မယ်ထည့်ပြီးချိုးမယ်ပြီးဆိုတာအောက်ကိုစဉ်းစားလိုက်ပါမယ်မမရေလာပြီဒီမှာခီတီလေးကိုလုပ်ပေးနေလို့ကြာတော့မမရေလာပါပြီဆန်လေးရေဒီမှာသွားနေတယ်မမရေသမီးပိုက်ဆံနေပြီးပိုင်းချက်လေဘိုင်းမချက်ဘူးကွယ်ဒီမှာဒါလေးလေးဝေဖာတော့လေးထားတာဟုတ်တာမမရေနူလေးတောက်လိုက်အောင်ဒီမှာလွယ်သမီးမေးတယ်နင်ကမေးတာကြီးပဲပါမလို့တော်ယူလာဟုတ်ရပြီအဲ့ဒါဆိုလို့ရှိရင်သွားကြမယ်လေငါလေးဇလန်ကတော့စပြီမိုးတွေရွာလာပြီမမကတီတို့ရေတော့ဆလာအောင်မှာဗာလေးညာလေးလှုပ်ပေးလာအောင်ကလေးတို့ဒီလေးပါလေးလှုပ်ပေးလာဆိုင်ရကဲအဲ့ဒီမမတို့ဘယ်လိုသွားကြမလဲထီးပါရင်မမထီးရှိရတယ်ဒီမှာထီးနဲ့သွားကြမယ်မမထီးလေးပေးလိုက်မယ်နော်ညီမလေးကျောင်းတော့လိုက်မပို့တော့နော်ခုတော့သွားတော့တကယ်ချင်းခေါ်သွားလာအောင်ဟုတ်မမကဲထီးဖွင့်လိုက်ပါအောင်မယ်ဟဲ့ကဲပြီးရင်ငါပြင်ချင်းကိုသွားခေါ်ရမယ်ဟဲ့အဲ့ဒါနောက်ဖေးပေါက်ကြီးလဲဟာမမမှားပါလို့ကဲသွားပင်သွားမယ်မိုးရလဲတစ်ချိန်နဲ့ငါပြောရဲ့စကားတော့ငါမှကြားအောင်ကဲသွားလိုက်ပါအောင်မယ်ကိုဒေးဗစ်ရေပေါ့ကိုဒေးဗစ်ရေရှင်းလာခဲ့ပါအောင်ကိုဒေးဗစ်ရေမှားလို့ကိုice ရေရှင်းလာခဲ့ပါအောင်ကို ice ရေသမီးရှိတယ်ဒီမှာရှိမှာဒီလေးရှိမှာမင်းတငယ်ချင်းရောက်နေတော့လာဟုတ်ကိုကြီးကိစ္စလည်းမသိပါဘူးငါတော့သွားလိုက်ပါဟောကွာလာဟဲ့တငယ်ချင်းလာထဲဝင်နင်ရနေနော်ခေါ်နေရနော်ဒီကောင်းထတော့မယ်အေးပါဟောငါအိတ်နေလို့အဲ့နဲ့နေပါလာလောက်တာလေကျောင်းသွားမယ်လေဒီနေ့ကျောင်းဖွင့်လို့လားဟဲ့ဒီနေ့တနေ့လာနေလေဟ
ငါမေ့နေတော့ငါတော့အောင်မယ်ပြည်စရာရှိရပြည်စရာအောင်မယ်ကျေးဇူးပဲဖရိုဇန်ရဲ့ကျေးဇူးပဲဖရိုဇန်ရဲ့အေးငါအမစားနေမယ်ငါမေ့နေတော့ငါမေ့နေတော့ရေလေးပါလေးချိုးလိုက်ပါအောင်မယ်ရေချိုးမှုချိုးလို့လည်းပြီးပြီဆိုငါလည်းယူလိုက်ပါအောင်မယ်ယူပြီးလို့ရှိရင်ကျောင်းတက်ကဘိုးကြီးကျောင်းတက်ကပြီကွာအေးရော့ကျောင်းတက်ကကိုဆွဲလိုက်မယ်ပြီးရင်ဒါကိုင်းလိုက်မယ်ကွာနာဟဲ့ဖရိုဇန်ဘာလဲဒီမှာကျောင်းတက်ကပေါ်လာငါမိနေတာနေဟောလည်းပြန်သွားလာအောင်သွားငါတို့မှနောက်တဲ့လူတွေလည်းသွားခေါ်အောင်ပါဟာအေးငါမိသွားလို့ပါဟဲ့လေမိုးလက်တိတ်သွားပြီဆိုတော့ထီကိုနင်တို့အိမ်မှာထားခဲ့ရအောင်ငါအေးပါဟာကဲသွားမယ်အဆုံငါတို့အေးဘာတူဝင်ငါလည်းပြင်ဆင်လုပ်ပြီးပြီဆိုတော့ကျောင်းသွားဖို့အကူဆင်းလိုက်ပါဦးမယ်ကျဲစင်သူပါလေတငယ်ချင်းတို့ဘာလာလုပ်တယ်လဲငါတို့ကြောက်သားဖို့လာခေါ်တာအေးငါတို့သွားကြမယ်လေအဆုံသားမယ်နောက်ထပ်လူသွားခေါ်ရမယ်လေဘသူရင်လဲနောက်တစ်ခုကသူရင်လဲဟဲ့ငါမိသွားလို့မရပြီလာမယ်တော့ခေါ်မှာပဲအေးနော်ငါတို့သွားကြမယ်ချိန်မရှိတော့ဘူးတငယ်ချင်းလာမင်းဟဲ့အရှိမတကယ်ချင်းရောက်နေပြီမေသမီးသွားရမယ်နော်အေးသွားတော့ကာမင်းငယ်ချင်းငါလာပြီဒီတို့အိမ်လေးကတော့ဘာမှကြားလိုက်တယ်နော်လှရဲ့ကျေးဇူးပါအဲ့ဆိုငါတို့နောက်တစ်ယောက်ဘုသူ့သွားခေါ်မှာလဲနောက်တစ်ယောက်ကမြင်းမြတ်ကိုသွားခေါ်မှာလေမြင်းမြတ်ဟုတ်သွားပြီမြင်းမြတ်ကိုသွားခေါ်မှာအပိုင်းလေးကိုမျောပါ